ဒီလောက်ကြောက်စရာကောင်းတဲ့ပိုးမွားတွေကိုတစ်ခါမှမမြင်ဘူးပါဘူးသူတို့ဟာဒေါသထွက်လာရင်မိမိကိုယ်ကိုယ်တော်ပြန်စားပစ်တတ်ကြတယ်ပိုပြီးထိတ်လန့်ဖို့ကောင်းတာကစက္ကန့်ပိုင်းလေးတွင်းမှာတောင်ပုံရပုံစစားပစ်နိုင်တဲ့သူတို့ရဲ့အញ្ញံလုံးပါပဲအာလူတစ်လုံးဆိုရင်လုံးဝပြောင်းကလင်းခါသွားအောင်စားခံလိုက်ရတဲ့ခရမ်းကျင်သီးတွေကိုတွေ့တဲ့အခါမှာတော့သူတို့ရဲ့ပါဆက်စိတ်ပိုင်းတွေနဲ့အရေးကွန်ကိုဖျက်တောက်လိုက်ကြပြီးပိုးကောက်ပေါက်လေးတွေအုပ်စုလိုက်တိုးဝေဝင်ရောက်ကအသားတွေကိုချက်ချင်းဝါမျိုးပစ်လိုက်ကြတဲ့စားတောက်ပြီးတဲ့နောက်မှာတော့တရွက်တွေကိုပါပြစ်မှတ်ထားပြီးထူဆန်းလုံးလာစွာပဲစားကျွန်းစားကြံစားအနာလေးတော်မချမ်းပဲစကားပြကြတယ်လေဒေါသထွက်သွားတဲ့လက်သမားကြွကြီးဟာပိုးသက်ဆေးဘူးကိုချက်ချင်းယူထုတ်လာခဲ့တယ်ဒါပေမဲ့ဒီပိုးမွားတွေကအရန်ပါနှက်လုံးလာကြောင့်ဆေးပြတ်မဲ့အနေကိုရိပ်မိပြီးမြေအောက်ထဲကိုအမြန်ဘုံကဆေးမွေးတွေမဝင်နိုင်အောင်အပေါက်ကိုချက်ချင်းပိတ်ဆို့လိုက်ကြတယ်ဒါကိုမြင်တဲ့ကြွကြီးကပိုပြီးပြားကောင်းတဲ့ဓာတ်ဆေးတစ်မျိုးကိုချက်ချင်းထပ်ပြလိုက်တာပေါ့ဆေးရည်တွေကိုမှွေးနောက်ပြီးတဲ့နောက်မှာတော့ဆေးအစင်တစ်ဖြစ်သွားခဲ့တယ်ဒါပေမဲ့ဆေးရည်ကိုစုပ်ယူပြီးအေးယူဖို့လုပ်နေတော့မှပဲဆေးဖြတ်နဲ့ခေါင်းကပိတ်ဆို့သွားခဲ့တယ်အဲ့ဒါကိုထိတ်ချဖို့ဖိုက်လုံးလေးကိုတုံးမဲ့ချိန်မှာပဲအစောတန်တဲ့ခွေးကြီးတစ်ကောင်ကဝင်တိုင်းသွားတော့တယ်ကြွကြီးလေးတွေလဲကျသွားတဲ့ချိန်မှာခေါင်းကိုလူသွားခဲ့ရတယ်အဲ့ဒီနောက်မှာတော့ဘေးပတ်ဝန်းကျင်ကအပင်တွေဟာယူသွမတက်အရှိန်ဟုန်နဲ့ကြီးထွားလာကြတော့လေအောက်ကမှုပွင့်ကြီးတွေကရုတ်တရက်အပေါ်ကိုထိုးတက်လာပြီးကြွကြီးကိုတွင်းပစ်လိုက်ပြီးအိမ်ကြီးကလည်းတမန်စွာကြီးထွားလာတဲ့အပင်တွေကအပေါ်ကိုနောက်တက်သွားခဲ့ရတယ်ပိုပြီးငြင်းလို့ထားတာကတော့ကြွကြီးဒီတစ်ဆိုင်ပြင်ဆင်ထားတဲ့တိုးတက်ဆေးတွေကိုပိုးမွားတွေကအဲ့ဒီတစ်ခွက်လိုမျိုးကြီးရက်တောက်သုံးနေကြတာပဲဖြစ်ပါတယ်ပိုးဆုံးကြီးကအမရလို့ကြီးလိုက်တော့မောတောက်လိုက်ပြီးတယ်ပိုးဆိုးတာကဒီအစိတ်တွေကိုတောက်လိုက်တဲ့ပိုးမွားတွေဟာဘာမှမဖြစ်တဲ့အပြင်စိတ်ကြွစီးသွားလို့မျိုးသူတို့ကိုအတင်းပြစ်လိုက်ကြတော့တာပါပဲအခြေအနေမဟန်တော့တာကိုမြင်တဲ့ကြွကြီးဟာမုံလာထုတ်ကိုဖြတ်ပြီးအမြန်ထွက်ပြေးခဲ့ရတဲ့ကြွကြီးကမုံလာထုတ်ထဲကိုအမြန်ဝင်ပုံပြီးပိုးမွားတွေထွက်သွားတာကိုကြည်ရင်ဘေးကင်းလို့ထင်ခဲ့ပေမဲ့မမျှော်လင့်မဲ့လောက်ကောင်စင်းကြီးတစ်ကောင်နဲ့ခေါင်းချင်းဆောက်ပြီးသွားပြန်တဲ့ကံကောင်းကိုချက်ချင်းရှောင်ပြီးခုန်ထွက်နိုင်ခဲ့တာပေါ့လောက်ကောင်စင်းကြီးကသူ့ကိုဝိုင်းပတ်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာမိမိကိုယ်ကိုပြန်စားပြီးသွားခဲ့တယ်ဒါနဲ့ကြွကြီးကသူ့ကိုအိမ်ထဲပြန်ရောက်အောင်တန်ထုတ်လိုက်ပေမဲ့အောက်ကွဲမခံရသေးခင်မှာပဲဇင်ဘက်ကြီးကော့ပြီးပြေးဝင်လာတဲ့ပိုးဆုံးကျူးနဲ့ထပ်တိုးပြန်တယ်အခြေအနေဆိုးနေတာကြောင့်ကြွကြီးချက်ချင်းထွက်ပြေးခဲ့ရပြီးခုန်ကူးရင်းနဲ့ဖန်ကူးတွေကတွေးကြည့်ဖို့ပါမတော်တဆသွားတိုက်မိပြီးအပြင်ရောက်စေခဲ့တယ်သူတို့တွေအမြင့်ပိုင်းကိုအမြန်တက်ပြေးခဲ့ကြပေမဲ့တပ်ပွင့်ထဲမှာပြားတုံတစ်ကောင်ရှိနေတာကြောင့်လုံးဝဆန်ခတ်ဖြစ်ပြီးအပြင်ကိုရင်းစင်ထွက်သွားခဲ့ရပြန်တဲ့တခုခုကိုနှမ်းဆွဲထားနိုင်လို့အောက်ကိုပြုတ်မကျခဲ့ပေမဲ့သူတို့ရဲ့အနေကတော့မပြီးသေးပါဘူးတွေးကြည့်ကတောင်ချိုးဖို့ကောင်လှုပ်ချောင်းဖို့ကောင်ဒီကောင်ကိုနှမ်းဆွဲထားမှုအခြေအနေမကောင်းမှန်းသိလို့ထွက်ပြေးဖို့လုပ်ပေမဲ့ဒုတိယအပတ်ခံလိုက်ရပြီးပိုးဆုံးကြီးရဲ့ဝမ်းပိုက်ထဲကိုတဲတဲမတ်မတ်ပစ်ထည့်ခြင်းခံလိုက်ရတယ်တစ်ဖက်မှာလည်းကြွက်ကြီးကတစ်ခတ်တစ်ခုကိုဆွဲထားရပေမဲ့အဲ့ဒီတစ်ခတ်ကိုနှံကောင်တစ်ကောင်ကသူ့ခြေထောက်တွေနဲ့ဖြတ်တောက်နေခဲ့တဲ့ကံကောင်းထောက်မစွာနဲ့ကြွက်ကြီးဟာခရမ်းကျင်ပြီးတစ်လုံးနဲ့ကိုပြုတ်ကျသွားခဲ့ပေမဲ့ကန်ဆူချင်တဲ့အထဲမှာလောက်ကောင်စင်းကြီးရှိနေပြန်တာပေါ့ကြွက်ကြီးကသူ့ကြောပေါ်ခွက်စီးမိသွားတဲ့အခါလောက်ကောင်ကြီးကရုံးတန်ပြီးအထင်းထန်ထားဖြစ်တော့တဲ့ကြွက်ကြီးတင်းတင်းကြပ်ကြပ်ဆွဲထားပေမဲ့လည်းနောက်ဆုံးမှာလွတ်ထွက်သွားခဲ့ရပြီးဘေးကင်းရကိုအမြန်ပြေးခဲ့ရပြန်တယ်ဒါပေမဲ့လောက်ကောင်ကြီးကသူ့ကိုဒီကျိုးကအဖြစ်ပြောင်းလဲပြီးအရေးကြီးတဲ့အချိန်မှာကြွက်ကြီးကိုအနောက်ပြန်ဆွဲယူလိုက်တယ်အဲ့ဒီအချိန်မှာကြွက်ကြီးကတစ်ဖက်လူရဲ့လက်ကိုထမ်းဆွဲနိုင်ခဲ့ပေမဲ့တစ်ဖက်လူကရေနွေးပိုက်ကောင်းဖြစ်ပြောင်းလဲသွားပြီးကြွက်ကြီးရဲ့မျက်နှာကိုရေနဲ့လှမ်းပတ်လိုက်ပါတော့တယ်ဒီခါကျမှကြွက်ကြီးရုတ်တရက်လန့်နိုးလာခဲ့ရတယ်တကယ်တော့အခုနောက်ကဖြစ်ပျက်ခဲ့သမျှအရာအလုံးဟာပိုးသက်စင်းငွေတွေကိုရှူမိယာကနေဖြစ်ပေါ်လာတဲ့စိတ်ကူးရင်ထင်အောင်ထင်မှားမှုတွေသာဖြစ်ပါတော့တယ်